ကဲတူဒီဝန်သာရှင်ကူမလေးအားလုံးပဲမင်္ဂလာပါခင်ဗျာတောက်ကြနေမနေ့ခင်းအတွက်ကဏ္ဍကောင်းလေးတစ်ခုတင်ပြလိုက်ပါဦးမနော်ကဲစမယ်ဗျာဒီ9ရဲ့ဒီ10ရဲ့ဒီ3ရဲ့နော်9 10 3ဒီ3လုံးပေါင်းရင်ရတဲ့3ညဖြစ်လို့တဲ့3ညထိပ်စီးပါတဲ့နော်3ညထိပ်စီးပါတဲ့အဲ့လို3ညထိပ်စီးပေးရတဲ့အချိန်မှာတဲ့ဒီ1ရဲ့ဒီ2ရဲ့ဒီ4ရဲ့ဒီ3လုံးပေါင်းရင်ရတဲ့9နောက်ပိတ်ပါတဲ့နော်အဲ့တော့3ညထိပ်စီးအမှားနဲ့9နောက်ပိတ်အမှားနဲ့3ညခွန်ဆိုပြီးထွက်ပြီးထားပါတယ်ကဲနောက်တစ်ဆက်ကြည့်ရဗျာဒီ3ညရဲ့ဒီ3ညရဲ့ဒီ9ရဲ့ဒီ3လုံးပေါင်းရင်ရတဲ့9ဖြစ်လို့တဲ့9ထိပ်စီးအမှားပါတဲ့နော်အဲ့လို9ထိပ်စီးမှာပေးရတဲ့အချိန်မှာဒီ3ရဲ့ဒီ9ရဲ့ဒီ9ရဲ့နော်ဒီ3လုံးပေါင်းရင်ရတဲ့9နောက်ပိတ်ပါတဲ့နော်အဲ့တော့9ထိပ်စီးအမှားနဲ့9နောက်ပိတ်အမှားနဲ့99ဆိုထွက်ပြီးထားပါတယ်ခင်ဗျာနော်ကဲတောက်ကြနေအပြီးဝန်းမဲ့ခဏလေးတစ်ခွက်လာပြီနော်ဒီ9ရဲ့ဒီ3ရဲ့ဒီ10ရဲ့နော်ဒီ9 10 3လုံးပေါင်းရင်3ညအထိပ်စီအမှားပါပဲအဲ့လို3ညထိပ်စီအမှားပေးထားတဲ့ချိန်မှာနော်ဒီ9ရဲ့ဒီ1ရဲ့ဒီ9ရဲ့ဒီ3လုံးပေါင်းရတဲ့1နောက်ပိတ်ပါတဲ့နော်အဲ့တော့3ညထိပ်စီ1နောက်ပိတ်နဲ့3ည1ဆိုတဲ့ကဏ္ဍလေးတစ်ခုကိုတောက်ကြနေပွဲသိမ်းရိုက်ကမယ်ခင်ဗျာနော်3ည1ကဏ္ဍပြီးရင်3ည6ဆိုတဲ့တစ်ခုပြနော်ဒီအောက်က3ည8တို့3ည3တို့3 1 3 6တို့ဒါလေးတော့ရံပြောင်းရံပြီးထားပါခင်ဗျာနော်အရေးကြီးလို့ထည့်ပြီးထားတာပါနော်ကဲကျွန်တော် channel လေးဝင်ကြည့်တဲ့တူးချင်းစီတယောက်ချင်းစီ subscribe လေးနှိပ်ပြီးအားပေးကြပါခင်ဗျာနော်လက်မလေးလည်းနှိပ်ပေးကြပါဦးကျွန်တော် channel လေးဝင်ကြည့်ရတဲ့သူတိုင်းအကုန်လုံးအောင်ပွဲခံနိုင်ကြပါစေကျေးဇူးတင်ပါတယ်